စံချိန်တွေတင်ဖို့မွေးဖွားလာတဲ့လူသားများလားလီယိုနယ်မက်ဆီရဲ့2026 FIFA World Cup အုပ်စုနောက်ဆုံးပွဲမှာအာဂျင်တီးနားဟာဂျော်ဒန်အသင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒီပွဲမှာမက်ဆီကပွဲစားတွေကမကစားခဲ့ပါဘူးမက်ဆီမပါလဲပွဲကနိုင်မယ်ဆိုတာတော့အားလုံးကသိနေကြပါတယ်ဒါပေမဲ့ပွဲချိန်မိနစ်60မှာမက်ဆီကလူစားဝင်လာပြီးတိတ်မကြခင်မှာပဲကိုတကိုးကိုဖရီကစ်ကနေအေးစစ်စစ်သွင်းယူသွားခဲ့ပါတယ်ဒီဂိုးကတာမန်ကိုတကိုးတော့မဟုတ်ပါဘူးကမ္ဘာပလတ်သမိုင်းမှာဘယ်ကစားသမားမှမလုံနိုင်တဲ့စံချိန်သစ်ကိုရေးထိုးလိုက်တဲ့ဂိုးပါအဲ့ဒီဂိုးကြောင့်လီယိုနယ်မက်ဆီဟာဘောကသမိုင်းတစ်လျှောက်9ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ပထမအဆုံးကစားသမားဖြစ်လာခဲ့ပါတယ်2022ကမ္ဘာပလတ်တွေကစတင်ခဲ့တဲ့ဂိုးသွင်းမှတ်တမ်းဟာ2026 World Cup အထိဆက်လက်ရှင်သန်နေသေးပါပွဲတဲ့လူစင်းမှာပါတာပဲဖြစ်ဖြစ်အရန်ကုန်ကနေလူစားဝင်တာပဲဖြစ်ဖြစ်မက်ဆီကွင်းနဲ့ရောက်တာနဲ့ပွဲရဲ့ဇက်လိုက်ကမက်ဆီပဲဖြစ်နေတတ်ပါတယ်အသက်အရွယ်ကတိုးလာပြီးမဲ့အရေးတွေးကတော့လုံးဝမလျော့သေးပါဘူးဘောလုံးသမိုင်းမှာစံချိန်တွေကသူ့နောက်ကိုပဲလိုက်နေတာလားဒါမှမဟုတ်သူကပဲစံချိန်တစ်တွေကိုလိုက်ပြီးရေးနေတာလားဆိုတာခွဲမရတော့ပါဘူးဂိုးဆိုတဲ့စကလုံးကိုတပွဲပြီးတပွဲသက်သေပြနေတဲ့လူသားကတော့လီယိုနယ်မက်ဆီပါပဲပေးသက်ကြီးရောဒီစံချိန်ကိုနောက်ထပ်ဘယ်လိုချိုးနိုင်မယ်လို့ထင်ကြလဲဗျကွန်မန့်မှာအမြင်လေးတွေမျှဝေခဲ့ပါဦးခင်ဗျာ